အသင်းတော်တွေအားလုံးရဲ့ယုံကြည်ကျင့်သုံးမှုအားလုံးဟာကျမ်းစာထဲကလာတာဥဆောင်တဲ့တင်းဥဆရာရှိကလာတာမဟုတ်ယုံကြည်သူတယောက်အနေနဲ့နှုတ်ကပတ်တော်ကိုမှန်ကန်စွာလေ့လာတတ်ဖို့ဘယ်လိုကနေစတင်သင်တယ်လဲပေါ့ဆရာအရန်ကောင်းတဲ့မိကုံဖြစ်ပါတယ်အဲ့တော့အသင်းတော်ထဲမှာနှစ်ပေါင်း20အသင်းသားဖြစ်ခဲ့ရင်တော့တမန်ကျမ်းစာနဲ့ပတ်သက်တဲ့ Bible doctrine ကိုနားမလည်လူကြီးအများကြီးပဲအဲ့လိုနားမလည်ပဲနဲ့တည်သွားတဲ့လူတွေလည်းအများကြီးပဲသူတို့ရဲ့ reason ကတော့ရိုးရိုးလေးယုံကြည်ပါဆိုတဲ့ဟာနဲ့သူတို့တွားကြတယ်ပေါ့နော်မာလာဆိုတဲ့မန်ဒီအောင်ရှိပြီမဲ့ခေတ်ကာလအခြေအနေရတော့တည်ဖို့လိုအပ်တဲ့အပိုင်းတွေလည်းရှိတယ်ဆိုတော့ယုံကြည်သူတယောက်အနေနဲ့နှုတ်ကပတ်တော်မှန်ကန်စွာလေ့လာဖို့ဘယ်ကနေစမလဲဆိုတော့နံပါတ်1တော့တမန်ကျမ်းစာသိမှုတမန်ကျမ်းစာဘာလဲဆိုတဲ့သိမှုပြီးတော့တမန်ကျမ်းစာပေါ်မှာယုံကြည်မှုဒါနံပါတ်1နံပါတ်2တော့ဖတ်ရှုမှုမှန်ရမယ်ဘယ်လိုဖတ်ရှုရမလဲဘယ်လိုဖတ်ရှုသင့်တယ်လဲဘယ်လိုကမှန်တယ်လဲဘယ်လိုကမှားတယ်လဲဆိုတော့သိရမယ်ပြီးမှနံပါတ်3ဆင်ခြင်မှုဘယ်လိုဆင်ခြင်ရမလဲဘယ်လိုခံယူရမလဲဆိုတဲ့အဲ့ဒီအချက်3ချက်တော့အရေးကြီးတယ်အဲ့ဒါနေစသွားဖို့ပဲအရေးကြီးပါတယ်အဲ့ဒါနေမစဘဲနဲ့ဆိုရင်ပြဿနာရှိနိုင်စရာတွေအကြောင်းရှိတယ်အခုလက်ရှိဖြစ်နေတဲ့ဩဝါဒအမားတွေပေါ့မားပါစေလို့တော့မဟုတ်ဘူးသူတို့ဖတ်ပြီးမှသူတို့နားလဲသူတို့ပြောချင်လို့ပြောရင်းနဲ့အဲ့လိုမားသွားကြတာမားမှလည်းသူတို့မသိဘူးဘုရားခင်ဖွင့်ပြတယ်ဆိုတဲ့ခေါင်းစဉ်အကြီးကြီးတတ်ထားလိုက်တော့ဘယ်သူမှလည်းတွိုင်းထောက်ပြလို့မရတော့အဲ့လိုမျိုးတွေဖြစ်လာရတာကဒီအချက်3ချက်ကြောင့်ဖြစ်တယ်အဲ့တော့တမန်ကျမ်းစာနဲ့ပတ်သက်ပြီးမှတမန်ကျမ်းစာဆိုတော့ဘာလဲဆိုတဲ့သိမှုပေါ့ဘယ်လိုနားလဲထားတယ်လဲပေါ့ဘယ်လိုသိရင်တမန်ကျမ်းစာကိုဘယ်လိုသိရင်ဘယ်လိုနားလဲထားရင်မှန်တယ်လဲအဲ့ဒါဆိုတော့တမန်ကျမ်းစာဒီခရိယန်ယုံကြည်ကျင့်သုံးမှုရဲ့အခြေခံအုံမြစ်ဖြစ်တယ်အဲ့တော့အသင်းတော်တွေအားလုံးရဲ့ယုံကြည်ကျင့်သုံးမှုအားလုံးဟာကျမ်းစာထဲကလာတာဥဆောင်တဲ့တင်းဥဆရာရှိကလာတာမဟုတ်ဒါကြောင့်Mega Church တွေရဲ့ structure ကိုကြည့်တဲ့အခါမှာအရင်ခံနှစ်ချင်းတွေဆိုနှစ်ပေါင်းရာနဲ့ချီပြီလာသူတို့ကလည်းဒီကျမ်းစာတွေကပဲလာပြီးမှအဲ့ယုံကြည်ကျင့်သုံးမှုကိုအဲ့ဒီထဲကပဲလာပြီးတော့အသင်းတော်တွေရဲ့ fake and order အားလုံးဟာကျမ်းစာပေါ်မှာအခြေခံထားတာအဲ့တော့ဒါဆိုရင်တမန်ကျမ်းစာဒီယုံကြည်ခြင်းရဲ့ယုံကြည်ကျင့်သုံးခြင်းရဲ့အခြေခံအုံမြင့်အဲ့တော့မားမှန်ဆုံးဖြတ်နိုင်တဲ့တခုတည်းသောစံနှုန်းယုံကြည်သူတွေဘယ်လိုအသက်ရှင်ရမလဲအဲ့ဒီအတွက်လမ်းညွှန်ဘယ်လိုတွေးရင်မားတယ်ဘယ်လိုတွေးရင်မှန်တယ်ဘယ်လိုမျောလင့်မားတယ်ဘယ်လိုမျောလင့်မှန်တယ်ဆိုတဲ့စံနှုန်းတစ်ခုတည်းသောမားမှန်ပိုင်းခြားနိုင်တဲ့အရာကတမန်ကျမ်းစာဖြစ်တယ်ဆိုတာကိုသိဖို့လိုတယ်အဲ့လိုမသိရင်ပုံကိုဆွဲလာမယ်အဲ့ဒီပုံကိုပြောတာမှအမှန်အဲ့ဒီပုံကိုဘုရားခင်ဖွင့်ပြတယ်ကျမ်းစာမှာမပါရင်လည်းခံယူရမယ်ဆိုတဲ့ဘက်ကိုရောက်လာတကယ်တော့ဘုရားခင်ဟာနှစ်ပေါင်းများစွာတမန်ကျမ်းစာအုပ်ဖြစ်လာအောင်အခြေအနေအမျိုးမျိုးကိုဖျက်ဆီးသွားလာစေတဲ့အရာတွေကတကယ်ကိုလေးနေပါတယ်အဲ့တော့လွယ်နဲ့ဖြစ်လာတာမဟုတ်ဒီတမန်ကျမ်းစာကဆိုတော့အဲ့ဒီတမန်ကျမ်းစာရဲ့လေးနေမှုကိုသိမှပဲအသက်တာမှန်ကန်အဲ့ဒီသိမှုမှန်လာတဲ့အခါကျမှပြန်ဖြစ်လာလဲဆိုရင်ကျွန်တော်ဘယ်လိုဖတ်ရှုရမလဲဘယ်လိုဖတ်ရမလဲဘယ်လိုမျိုးဆင်ခြင်ရမလဲဆိုတာမျိုးဖြစ်လာတယ်ဒါပေမဲ့ပြဿနာကခရိယန်တော်တော်များများကအသက်တာပြောင်းလဲတယ်လို့ပြောရင်မဲ့ဆရာကြီးကျမ်းစာဘယ်လိုဖတ်ရမလဲပြောပြပါအောင်လို့ဘယ်သူမှလာမပြောတာအဲ့တော့ဆရာကြီးတွေရဲ့တရားဟောချက်နားထောင်နေသူရောဆရာကြီးဖြစ်သွားရောသူလည်းဆရာကြီးဖြစ်သွားတာကျမ်းစာကိုမမှန်ကန်တပိုက်လေးတောင်မှမမှန်ကန်မဖတ်အဲ့တော့ devotional study devotional Bible reading လုပ်ကြတယ်မနေ့ကျရင်ဖတ်တယ်ကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့ဘယ်လိုဖတ်မှမသိဘူးမြန်မာစာလိုရေးသားရတဲ့မြန်မာလိုဖတ်တတ်တာနဲ့ပဲဖတ်ရင်းနဲ့ပဲဒီလိုပဲခရိယန်တွေကလုံးချလေလိုက်အခုဆိုရင် internet တွေနဲ့ website တွေဘာတွေအများကြီးရှိတယ်ရှိလာတဲ့အခါကျတော့ဘာတွေဖြစ်လာလဲဆိုတော့စာအုပ်တွေလည်းအများကြီးရောက်လာတယ်ဟလာတင်ဘောတွေလေရင်တွေနဲ့အဲ့လိုသွားတဲ့အခါကျတော့စာအုပ်တွေကျွန်တော်တို့ဖောတီလက်တကားမှာဝယ်နိုင်တာတွေအများကြီးဖြစ်လာတယ်ကျေးဇူးချီးမွမ်းစရာကောင်းတာကိုဗစ်ကာလနောက်ပိုင်းမှာခရိယန်ဓမ္မစာပေတွေဟာအများကြီးဖြစ်လာတယ်ဝမ်းတာစရာအရန်ကောင်းတယ်အဲ့လိုများလာတဲ့အတွက်အားလုံးဟာဒီကျမ်းစာနဲ့ပတ်သက်တဲ့ general knowledge မြင့်လာတဲ့အခါကျတော့မာယနိုဩဝါဒတွေကိုသိပြီးမှအတူတူတွန်းလှန်နိုင်လာတဲ့ထောက်ပြနိုင်လာတဲ့အနေအထားကိုရောက်လာတာလဲဝမ်းတာစရာကောင်းတယ်ဆိုတော့အဲ့ဒီထဲမှာအခုကျမ်းစာဒီ online မှာဆို Google မှာလည်းရှာလို့ရတယ်ကျမ်းစာဘယ်လိုဖတ်ရမလဲနော်အခုနှစ်ချင်းလို့ဆိုရင်ကျမ်းစာဖတ်စရာတွေကိုဟလာဓမ္မသစ်ဓမ္မဟောင်းတို့ထားပေးတာအစီကြီးပဲဘယ်နေ့ကိုဘာဖတ်ဘယ်ကျမ်းဖတ်ပဏ္ဏာရီတစ်နေ့ကိုဘယ်လောက်ဖတ်ဆိုတာအများကြီးပဲဒါပေမဲ့လေတကယ်လိုချင်တဲ့လူနည်းပြန်တယ်အဲ့ဒါလဲအားအောင်စရာတိတ်ကောင်းတယ်ဆိုတော့တချို့ကျတော့လဲကျမ်းစာဖတ်ဆိုဖတ်လိုက်တယ်ဒါပေမဲ့ဘယ်လိုဖတ်မှမသိဘူးတော်တော်များများကျွန်တော်မေးဘူးတယ်ဘယ်လိုဖတ်မလဲမသိဘူးအဲ့တော့ဘယ်လိုဖတ်လဲလို့မေးတဲ့အခါကျတော့လေ तू ဒီလိုပဲတဲ့ဖတ်လိုက်တယ်တဲ့ဆူတောင်းပြီးဖတ်လိုက်တယ်တဲ့စိတ်ထဲမှာတိုးထိတဲ့ကျမ်းတစ်ပိုက်ကိုဆင်ခြင်လိုက်တယ်တဲ့အဲ့လိုပဲမဟုတ်ဘူးလို့အဲ့ဒါဆိုရင်အကျိုးမရှိဘူးအဲ့တော့သူ့ကျွန်တော်ပြောပြတယ်မဟုတ်ကျမ်းစာဖတ်ရင်အခန်းကြီးတစ်ခန်းကိုဖတ်
ဖတ်ပြီးဘေးမှာစာအုပ်ယူထားနံပါတ်1ဒီအခန်းကြီးတစ်ခန်းမှာထူးခြားတာပါတွေ့တယ်နံပါတ်2ဒီအခန်းကြီးတစ်ခန်းထဲမှာပဲကိုယ့်အတွက်အစ်စ်တိုးပြီးတိလာစေတဲ့အရာဘာဖြစ်လဲမှတ်ထားပြီးမှနံပါတ်3အဲ့တော့ဒီအခန်းကြီးကိုဖတ်ပြီးမှဆင်ခြင်စရာတတိပြုစရာပြုပြင်စရာတခုခုတွေ့လားရေးထားကိုယ့်အတ္တပြင်ရမယ်ဟာကိုယ့်အတ္တဆင်ခြင်ရမယ်တတိပြုရမယ်အရာရေးထားနံပါတ်4အဲ့လိုဖတ်ရင်းနဲ့ဒီအခန်းကြီးထဲမှာပဲကိုနားမလည်နိုင်တဲ့အရာဒါကိုဖတ်တာတော့နားမလည်ဘူးဘာကြီးလည်းမသိဘူးအတိတ်ပဲလည်းမရှင်းလင်းဘူးဆိုတဲ့ဟာမျိုးရှိလားရှင်းချရေးတာဒီအောင်နားမလည်ဘူးပြီးတဲ့အခါမှာနာငမငါဒီအခန်းကြီးထဲမှာဖတ်တဲ့အခါမှာတိုးပြီးတိလာခြင်းနဲ့အချက်ရှိလားကျွန်တော်ဆိုရင်အရင်တော့ဟိုပြောင်းလဲကစားမှာဆိုဟာဒီတကင်ယေရှုကဗိမာန်တော်ဝင်မှာခါတဲ့ဟိုဈေးရောက်တော့ခုံတော့အကုန်လုံးဆွဲလာမလိုက်တာဟာဆွဲလာမလိုက်တော့ဟာဖတ်ကြည့်လို့အံ့ဩပါဟာဗိမာန်တော်ထဲမှာအဲ့လိုတောင်းချမ်းတာဘယ်သူမှလည်းစိတ်မဆိုးကြဘူးဟာအဲ့လိုရလားပေါ့တစ်ဖက်မှာဆရာတွေကလည်းနှုတ်ဘတ်တော်ဝင်မြတဲ့အခါဟာဒေါသဆိုရင်အဖြူဆိုတာရှိတယ်မိဘတွေစိတ်ဆိုးရင်ဒေါသဖြူအခုယေရှုကလည်းဒေါသဖြူဟုတ်တယ်ဗိမာန်တော်ထဲမှာဂယုဏဒေါနဲ့ထွက်တာတယ်အဲ့ဒါမှန်တယ်ဆိုတော့ဟာဟုတ်တော့တွက်လေတူတော့လေအဲ့တော့တကယ်နောက်ပိုင်းမှာဘေးကဒေါသတွေဖြစ်မှလဲဒေါသလည်းမဆန်သူ့ရဲ့တမိုင်းချောင်း background ကိုကြည့်တဲ့အခါမှာမှားနေတဲ့အရာဖြစ်လို့ဘယ်သူမှမလုပ်ကြတာဘူးเนาะအဲ့လိုမျိုးပေါ့ကိုဖတ်လိုက်တဲ့အခါမှာတိုးပြီးတိလာခြင်းနဲ့အချက်ရှိမှတ်တာအဲ့လိုပြောပြလိုက်အဲ့လိုပြောပြတဲ့အခါကျတော့အဲ့ဒီလူတွေကကျွန်တော်ပြောပြပြီးတဲ့နောက်ပိုင်းမှာသူတို့ကျမ်းစာဖတ်တဲ့အခါမှာတိုးတက်လာဘလို့ဖတ်မှမသိဘူးတို့စာတက်လို့ဖတ်လိုက်တယ်ဆိုတာဟာမျိုးကခရိယန်ထဲမှာအများကြီးဖြစ်နေဒါတွေကတော့ဒါတမန်ကျမ်းစာနဲ့ပတ်သက်ပြီးမှယုံကြည်သူတယောက်အနေနဲ့နှုတ်ကပတ်တော်ကိုအခြေခံပေါ့စပြီးလေ့လာဖို့အတွက်လိုအပ်တဲ့အရာလေးတွေတတိပြုမဲ့အရာလေးတွေဖြစ်တယ်ပေါ့ဆိုတော့ဒီနောက်မေခွန်းတစ်ခုကကြတော့တမန်ကျမ်းစာရဲ့တာမန်ယုံကြည်သူတယောက်အနေနဲ့ပေါ့နော်တမန်ကျမ်းစာရဲ့နောက်ခံသမိုင်းတွေကိုသိထားဖို့လိုသလားပေါ့နော်ဖတ်ရှုလေ့လာဖို့လိုသလားလေ့လာဖို့အရေးကြီးလားအဲ့ဒါအရင်ကောင်းပါတယ်အဲ့တော့တချို့တော့ဓမ္မဆရာပင်လင်အဲ့ဒါတွေလိုအပ်ချက်ရှိတယ်ပေါ့ဥပမာတမန်တော်ပေါလုရဲ့ဩဝါဒစာဆောင်ဆိုရင်ဒါအသင်းတော်တွေပေးကြပါအဲ့ဒီစာဆောင်တိုင်းမှာသူကအမားနဲ့အမှန်ပါတယ်ဘယ်ဟာမားတယ်ဘယ်ဟာမှန်တယ်ပြီးတော့အသင်းတော်ထဲမှာဖြစ်နေတဲ့ issue case တွေကိုကင်တွယ်ရင်ဘယ်လိုကင်တွယ်ပါဘယ်လိုဖြေရှင်းပါမင်းတို့ဘယ်လိုမလုပ်ပါနဲ့ဆိုတဲ့လမ်းညွှန်ချက်တွေပါတယ်အဲ့တော့ဒီစာဆောင်တိုင်းဟာပြောမယ်ဆိုရင်မူလစာပေလက်ခံတဲ့သူရဲ့အတွက်ရေးထားတဲ့စာဖြစ်တဲ့မူလအနတ်အဓိပ္ပာယ် original meaning ရှိပြီးသားဒါပေမဲ့ဒီဘက်ကလူတွေကအသက်တာပြောင်းလဲလာဆိုပြောင်းလဲဒါပေမဲ့လေကိုဖတ်လိုက်တယ်ဖတ်လိုက်ပြီးကိုနားလဲကိုဖတ်ပြီးမှကိုနားလဲတဲ့ဟာဝิญဉ်တော်ဖွင့်ပြတယ်ဆိုတော့တခါတည်းအဲ့ဒါတစိတ်ကလိုက်တာအဲ့တော့သူဝิญဉ်တော်ဖွင့်ပြတယ်လို့ပြောပြီးထွက်လာတဲ့ဟာကတကယ်ကျမ်းစာအဲ့ဒီသူတို့ခေတ်သူတို့အချိန်မှာသူတို့ပြောတဲ့စကားနဲ့လာလမဆိုင်တဲ့ဟာဖြစ်အဲ့ဒါကဘာလဲဆိုရင်တမန်ကျမ်းစာပင်အပြင် original meaning ပေါ့သူခေတ်သူအခါမှာသူပေးတဲ့သူပြောတဲ့အဓိပ္ပာယ်ကရှိပြီးသားတကယ်တော့အဲ့ဒီအဓိပ္ပာယ်ကိုဖတ်ပြီးမှအဲ့ဒီအဓိပ္ပာယ်အတိုင်းလက်တွေ့ကျွန်တော်ဘယ်လိုကျင့်သုံးမလဲဆိုတဲ့ဘက်ကိုသွားမှာအဲ့လိုသွားမှာဒါတွေမသိတာပေါ့ဒါတွေမသိတဲ့အခါကျတော့ပြဿနာဖြစ်တယ်အထူးသဖြင့်တော့ကျမ်းစာနောက်ခံတမိုင်းမသိရင်ဖြစ်တဲ့ပြဿနာတွေဘာတွေရှိလဲဆိုရင်သူတို့သမီး10ယောက်ဥပမာပေါ့စီဘူးပါတယ်မပါဘူးပေါ့ကဲတင်ချင်းရတယ်မရဘူးဆိုတာတွေဟာအဲ့တော့တမိုင်းကြောင့်မသိတဲ့အခါတော့ तू ကထင်တယ်လို့ तू ထင်လို့ဆွဲချပြီလေပြောချင်လို့ပြောလိုက်ပြီပြီးတော့တမတစ်ထဲမှာဆိုရင်ရှင်ယောဟန်ခရစ်ယာန်ကျမ်းတွေမှာလည်းတွေ့ရတယ်မဿဲမှာလည်းတွေ့ရတယ်ဆိုတော့ तू ကဂျူးကာချာတွေရောပြီးမှ तू ကပြောတဲ့အခါကျတော့သူတို့ခေတ်ကဘယ်လိုရှိတယ်လဲဆိုတာကိုမစင်စားဘဲနဲ့ကိုဖတ်ပြီးပြောချင်လို့ပြောလိုက်တဲ့အခါကျတော့အဲ့ဒီမှာ contextual accuracy မဖြစ်တော့အဲ့လိုဖြစ်သွားတာ as a Jesus မဖြစ်တော့ဘူး as a Jesus ဖြစ်သွားပြီအဲ့တော့ဖတ်ပြီးမှကိုပြောချင်တာပြောလိုက်တယ်လို့ဖြစ်သွားတာအဲ့တော့ကျွန်တော်တို့ပြောင်းလဲကားစားဆရာတယောက်ပြောတယ်တဲ့တင်တန်းတစ်ခုမှာတဲ့တခင်ယေရှုကိုယ်တိုင်ဆင်းပြီးမှလာပြီးနားထောင်နေတာကိုတွေ့တယ်ပေါ့ဒါနဲ့အဲ့တယောက်မေးတာကိုရောဘာဖြစ်လို့နားထောင်နေတာလဲကိုရောကတော့ပြောရမှာလေလို့ပြောတော့မဟုတ်ဘူးဟဲ့အောင်နဲ့အခုဒီကောင်ပြောနေတာငါမပြောတာတွေလည်းပြောနေတယ်တဲ့ဒီကောင်ပြောနေတာကငါတော့မကြားဘူးတဲ့ဟာတွေပြောနေတာတဲ့ဆိုတော့အဲ့လိုမျိုးတွေအခုခေတ်ကာလမှာအဲ့လိုဖြစ်အဲ့တော့တချို့တွေကြတော့လေ theology လို့ပြောလိုက်ရင် allergy ရှိတဲ့လူကတတ်ရှိတယ်တမိုင်းချောင်းပြောလိုက်တာနဲ့စိတ်လုံးတကားပိတ်သွားတဲ့လူရှိတယ်အမှန်တော့တမန်ကျမ်းစာဖတ်တဲ့အခါမှာသူ့ရဲ့တမန်ချောင်း
နားလည်ဖို့လိုတယ်တချို့ဥမာဓမ္မတစ်ထဲမှာဆို parable တွေအများကြီးရှိတယ်ဥပမာလေးတွေအထင်ရှားဆုံး issue ဆိုကောင်းကင်နိုင်ငံတော်နဲ့ဘုရားခင်နိုင်ငံတော်အဲ့နှစ်ခုဟာအဲ့ဒီနောက်ခံ background တွေမသိဘဲနဲ့အနဲ့ပြန်လုံးမရတဲ့စကားလုံးတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒါတွေကတော့တကယ်တမန်ကျမ်းစာကိုစစ်စစ်ပေါက်လေ့လာခြင်းလာတဲ့အခါချင်းကပ်လာတဲ့အခါမျိုးမှာမှဒါကိုစိတ်ဝင်စားတာတမန်ယုံကြည်သူကတော့မလိုအပ်ဘူးလို့ပဲအဲ့လိုထင်တယ်အဲ့လိုပြောလိုက်ရင်ဒါဝိညာဉ်တော်ကိုစီးသားတာပေါ့တန်ရှင်တော်ဝိညာဉ်တော်အလုပ်ကိုလက်မခံဘူးလို့ပဲအဲ့လိုဖြစ်သွားတယ်တကယ်တော့နောက်ခံတမန်ကျမ်းကိုတည်ခြင်းအဖြစ်တမန်ကျမ်းစာရဲ့နည်းနည်းတဲ့အင်မတန်မှအနှစ်သာရရှိတဲ့အ내ဒိဗ္ဗေတွေကိုမြင်တွေ့ခံစားစရာအကြောင်းရှိတယ်ဆိုတဲ့အချက်ပါပဲဒါကြောင့်နောက်ခံ background တော့လိုပါတယ်တတ်နိုင်တဲ့လောက်အခုဆိုစာအုပ်တွေအများကြီးရှိတယ်အဲ့တော့အင်္ဂလိပ်လိုဆိုရင်လည်းအင်တာနက်မှာအများကြီးကျွန်တော်တို့ဖတ်လို့ရတယ်အခုဆိုရင်ဟို AI အများကြီးပဲဟလာဒိုင်းဆိုရင်ဖတ်လို့ရတယ်မှတ်လို့ရတယ်အများကြီးပဲဆိုတော့ဒီလောက်ထိအရင်းမြစ်တွေပေါ်နေတဲ့ကာလမှာမတိဘဲနဲ့နေတာဒါမဖြစ်တဲ့ကိစ္စပဲကျွန်တော်တို့ပြောင်းလဲကာစားတော့ဘာမှမရှိဘူးစာအုပ်လေးတအုပ်ရဖို့တောင်မှတော်တော်ခက်ခဲတာအခုဆိုရင်အများကြီးပဲဒါကြောင့်တကယ်အရင်းမြစ်တွေ material တွေ learning လုပ်ဖို့ material တွေပေါ်နေတဲ့ကာလမှာယုံကြည်သူခရိယန်တယောက်အနေနဲ့ဟာကျွန်တော်ဘာမှမသိဘူးဆိုပြီးဒီတိုင်းနေတာကအဲ့ဒါတော်တော်ဆိုးတဲ့အမှုပဲအဲ့ဒီကလေးကသူ့ဝิญဉ်ကြီးကမေကုံထုတ်เสียရှိတယ်နေဆရာ thank you ပါဟုတ်တယ်ဆရာတော်တော်တတိထားရမယ်ဆိုတဲ့ဟာတွေလည်းမှတ်သားရတယ်နော်ဒါကျမ်းစာဖတ်ပိုင်းရောက်လာပြီပေါ့နော်ဒီ Bible study ဆိုတာဘာကြောင့်လိုအပ်တယ်လဲဆရာအပေါ်မှာပြောသွားတဲ့အထဲမှာတွေအများကြီးပါတယ်ဒါပေမဲ့ပိုပြီးရှင်းလင်းအောင်ပေါ့နော်နားဆင်တဲ့လူတွေကြည့်ရှုတဲ့လူတွေအတွက်ပေါ့ဆိုတော့ Bible study ဆိုတာဘာကြောင့်လိုအပ်တယ်လဲဆရာဖြေပေးပါဦး Okay အဲ့တော့ဒီမှာစကားလုံးလေးကနှလုံးပေါ့ Bible study ပေါ့အဲ့တော့မြန်မာနိုင်ငံမှာတော့အဲ့ study ကိုတရားဟောတာတွန်းအားထောင်တဲ့ဆိုတာမျိုးနဲ့တော်တော်လေးမားနေကြတယ်ဒါပေမဲ့လည်းဟိုတဖြည်းဖြည်းတိမှုတိုးတက်လာရင်တော့နားလည်သွားကြမယ်လို့တော့ထင်ပါတယ်အဲ့တော့ဒီနေ့မှာစကားလုံးနှလုံးပေါ့ပထမတစ်လုံးကခုနအပေါ်မှာကျွန်တော်ပြောသွားလို့ပဲ Bible တမန်ကျမ်းစာဒီခရိယန်ရဲ့ယုံကြည်ကျင့်သုံးမှုရဲ့အခြေခံအုံမြစ်ဖြစ်တယ်ဘုရားသားတယောက်အနေနဲ့ယုံကြည်သူတယောက်အနေနဲ့ဘယ်လိုအသက်ရှင်ရမလဲဘယ်လိုကျင့်သုံးရမလဲဘယ်လိုမျိုးစိတ်တဘောထားထားရမလဲအနာဂတ်ကာလနဲ့ပတ်သက်ရင်ထာဝရကာလနဲ့ပတ်သက်ရင်ဘယ်လိုမျှော်လင့်ရမလဲမိသားစုကိုဘယ်လိုတည်ဆောက်ရမလဲကိုယ့်ရဲ့အတိုင်းဝိုင်းကိုဘယ်လိုတည်ဆောက်ရမလဲအသင်းတော်ကိုဘယ်လိုတည်ဆောက်ရမလဲအသက်ရှင်စဉ်ကာလမှာဘုရားပေးထားတဲ့အချိန်ပန္နာစွမ်းရည်အဖြစ်အမှုတော်ကိုဘယ်လိုပါဝင်ရမလဲတစ်ဖက်တစ်လမ်းလားအချိန်ပြည့်လားအချိန်ပိုင်းလားဒါတွေအလုံးကိုသိဖို့အတွက်နှုတ်ကပတ်တော်တမန်ကျမ်းစာဟာအခြေခံအရင်းမြစ်ဖြစ်တယ်အဲ့တော့နားမလည်နိုင်တဲ့ဘဝအမေပု္ပ္ပစာတွေအများကြီးရှိတယ်တချို့နေရာမှာမာယက်သားနဲ့ခံရတာရှိတယ်တချို့နေရာမှာကျိုးစားတဲ့နဲ့ကြာရှုံးတာရှိတယ်အဲ့ဒါမျိုးနားမလည်နိုင်တဲ့ဘဝအမေပု္ပ္ပစာတော်တော်များများကိုလည်းတမန်ကျမ်းစာတွေကဖြည့်ရှင်းချက်ပေးတယ်အဲ့တော့ဒါကတမန်ကျမ်းစာနဲ့ဆိုင်တာအဲ့ဒါကိုတိသွားတဲ့အခါမှာ steady ဆိုတဲ့စကားလုံးဟာပိုပြီးအသက်ဝင်လာအဲ့တော့ steady လို့ပြောရင် dictionary မှာဒီလိုတွေ့ရတယ်အားကျိုးမှန်တဲ့ကြိုးစားအထုတ်တာ steady ဆိုတာကလေ့လာသုံးသပ်တာစစ်စဉ်းစားဆင်ခြင်သုံးသပ်တာပြီးတော့ကြိုးစားပြီးလိုက်လံရှာဖွေစစ်စဉ်းစားဆင်ခြင်တယ်လို့ steady ဆိုတဲ့စကားလုံးမှာ dictionary မှာအဲ့လိုပဲအဖြေပေါ်တယ်ဒါကြောင့် steady လို့ပြောလိုက်တာနဲ့ in deep learning စစ်ပေါ့အတွင်းကြလေးနဲ့သင်ယူတာကို steady in deep learning steady လို့ခေါ်တယ်အဲ့တော့ Bible study ဆိုကျမ်းစာကိုစစ်ပေါ့အတွင်းကြလေးနဲ့သင်ယူတာအဲ့တော့သင်ယူတာဖြစ်တဲ့အတွက်တုံသင်ပြသပြီးတဲ့ဆရာလိုတယ်တယောက်တည်းတော့မရအောင်တယောက်ရဲ့လမ်းညွှန်မှုလိုတယ်ပြီးတဲ့အခါကျမှ reflection ပြန်ပြီးမှ reflection လုပ်တယ်ဟာပြန်စဉ်းစားတယ်ပြန်ဆင်ခြင်တယ်ပြီးတော့မှ observation အဲ့ဒီမှာတခါတည်းစဉ်းစားတယ်ဆင်ခြင်တယ်ပြီးတော့ analysis ပြန်လုပ်တယ်အဲ့ဒါတွေအားလုံးဟာ steady ဆိုတဲ့စကားလုံးထဲမှာပါတယ်ဒါကြောင့် steady လို့ပြောလိုက်တာနဲ့ကျွန်တော်မြန်မာပြည်မှာဖြစ်တာကအုတ်တုံအပြည့်အဝအဲ့ဒီလိုမျိုး deep learning မျိုးမဟုတ်ဘူးနော် selective ပုံစံမျိုးဖြစ်တယ်တစ်ဖက်တယောက်ကတစ်ဖက်ပြောနေတာအောက်ကနေနားထောင်ရည်စရာရှင်းရည်လိုက်ပြီးရင်မိသွားတာမျိုးတချို့ကြတော့လည်းအဲ့လိုမျိုးပြောနေတာကိုသွားပြီးမတ်ဆုစာအုပ်လေးနဲ့ကိုကြားလိုက်တဲ့ဟာလေးကိုပြန်ရေးတာအဲ့တော့ကျွန်တော်သင်တန်းနေသွားတဲ့အခါမှာsteady ပေးတယ် steady ပေးတော့အားလုံးမှတ်ကြတယ်ဝေမျှတဲ့လူကတယောက်တည်းတော့ဒါပေမဲ့ရေးထားတဲ့ notes ကိုကြည့်တဲ့အခါတယောက်နဲ့တယောက်မတူကြတော့အဲ့တော့ဘာလို့ဆိုရင်ကြားတာတောင်မှကိုမှတ်ချင်တာမှတ်ကြတာ steady လို့ပြောရလေအဲ့လိုတွေဖြစ်နေတယ်အဲ့တော့မြန်မာပြည်မှာတော့အဲ့လိုဖြစ်တယ်တကယ်တော့ကျန်းစာအုပ်တောင်မှတရွက်မှမလန်လိုက်ပဲနဲ့
ပြီးသွားတဲ့ဟာမျိုးတရားပွဲလိုပဲခေါ်တဲ့အဲ့တော့နိုးထမှုတရားပွဲပေါ့နော်အခုပြောလို့ဟာအပေါ်ဟာအပေါင်းအဲ့တဲ့ဟိုပြေးလိုက်ဒီပြေးလိုက်ခုံဟာနောက်ကဒရမ်လေးတီဒုံဒုံဒန်ဒန်အတကုံကုန်းအော်ပေါ့မီးတွေပါတွေမိတ်သွားပေါ့အေးအဲ့လိုမျိုးဆိုဒါတော့ revival နိုးထမှုတရားပွဲ steady ကတော့အဲ့လိုမဟုတ်တော့ deeply ဒီစကလုံးရဲ့အတိတ်ပဲကဘာလဲဟာဒီအကြောင်းအရာကအမှန်ကဘာလဲအဲ့ဒါကို तू ကလေ့လာသွားတာတဖြည်းဖြည်းလေ့လာတာဒါကြောင့်ကျမ်းစာလေ့လာခြင်းလို့ပြောရင်ဒီအချက်တွေပါဖို့လိုတယ်နံပါတ်1တော့ reading နော်ထိရောက်တဲ့လေ့လာခံယူချက်မှာနံပါတ်1 reading ဖတ်ရမယ်မှန်တယ်ပြီးတော့ explanation နော်ရှင်းပြတာပါရမယ်ရှင်းလင်းချက်ပါရမယ်ပြီးတော့ meditation စင်ကြင်နှလုံးသွင်းတာပါရမယ်ပြီးတော့နံပါတ်4အဲ့ဒါကိုပြန်ပြီး memorizing လုပ်တာအလွတ်ချက်မှတ်တာပြန်ပြီးစင်ကြင်တာတနေ့ကုန်ပြန်စင်ကြင်တာပါရမယ်ပြီးမှနံပါတ်5အဲ့ဒါကိုပြန်ပြီး application အသုံးချတာလက်တွေ့အသက်တာမှာအသုံးချတာဒီနေ့ကနေစပြီးအခုချိန်ကနေစပြီးဒါကိုအသုံးချတာခုနကလေ့လာထားတဲ့ဟာတွေကိုအသုံးချတာပြီးတဲ့အခါကျမှပြန်ပြီးမှ teaching and sharing ကိုခံစားရရှိတဲ့အရာတွေကိုဥပမာအိမ်တော်ထဲမှာခင်မွန်းတယ်ဖြစ်မယ်ဖခင်ဖြစ်မယ်ဆိုသားသမီးတွေကိုဇနီးတွေကိုပြန်ပြီး sharing လုပ်ပေးတာသင်ပေးတာလမ်းပြပေးတာမျိုးတွေအဲ့ဒီ study ထဲမှာပါတယ်ပြီးတဲ့အခါမှာဘာလုပ်လဲဆိုရင်ဆွေးနွေးတာနော်တယောက်နဲ့တယောက် discussion ပေါ့ဆွေးနွေးတာမျိုးအဲ့လိုမျိုးနီးနိုးဖလှယ်တာမျိုးတွေပါတယ်အဲ့ဒီ study ထဲမှာပြီးတဲ့အခါကျမှ analysis နော် is mine ပေါ့ခွဲခြမ်းစိတ်ဖြာပြီးမှဒါကဒီလိုမဟုတ်ဘူးဒါကဒီလိုဟုတ်တလားဆိုတာကိုဆွဲစိတ်ပြတာအဲ့ဒီအချက်၈ချက်လုံးပါတာကို Bible study လို့ခေါ်တယ်ဒါကြောင့် study လို့ပြောရင်တော့နှုတ်ကပတ်တော်တမန်တရားနဲ့ပတ်သက်လာပြီးဘုရားရဲ့စကားအရင်းအမြစ် original meaning ကိုအသက်တာအတွက်အကျိုးပြုဖို့အတွက်တည်တည်ချာချာလေ့လာတာဖြစ်တဲ့အတွက်ဘုရားသားတယောက်မှန်ရင်ခရိယန်တယောက်မှန်ရင်ဒီကျမ်းစာလေ့လာခြင်းဟာလိုကိုလိုအပ်တယ်လုပ်လဲလုပ်ဖို့လိုတယ်မတတ်ရင်တင်ယူဖို့အတင်းတော်မှာရှိတဲ့ဓမ္မဆရာကိုမေးရမယ်ခင်မရင်းနေတဲ့ဆရာကိုမေးရမယ်ဒါဟာဘုရားသားတယောက်အတွက်မရှိမဖြစ်အရေးကြီးတဲ့အရာလိုလဲလိုအပ်တဲ့အရာလည်းဖြစ်ပါတယ်ဆရာကျေးဇူးအများကြီးတင်တယ်စိစိဆက်ဖြေပြီးလို့ပေါ့နော်အများကြီးမှတ်လဲမှတ်သားရပါတယ်လို့ပြီးတော့ဒီနောက်မေးခွန်းတစ်ခုကကြတော့ Bible study ကိုတယောက်တည်းလုပ်တာရဲ့အဖွဲလိုက်လုပ်တာရဲ့ကွာခြားချက်ပေါ့ဆရာတစ်ချက်လောက်ပြောပေးပါဦး Thank you အဲ့တော့ဒီနှစ်ခုကတော့တော်တော်ကွာခြားပါတယ်သူရဲ့effective ပေါ့အကျိုးထိရောက်မှုလေးတွေလည်းတစ်ခုနဲ့တစ်ခုမတူဘူးအားတာချက်ရှိတယ်အားနည်းချက်ရှိတယ်အဲ့တော့ individual study ကတော့သူကလေ့လာမှုကိုပို့ပြီးအာရုံစိုက်စေတယ်အဲ့တော့ကိုတယောက်တည်းဆိုတော့ကိုစိတ်ဝင်စားရင်စိတ်ဝင်လာလို့အဲ့ထဲမှာမျောပြီးသွားတယ်အဲ့တော့ကိုနားလေကျင်တဲ့အရာကိုနားမလဲတဲ့အရာတွေကိုစိတ်ကြိုက်ကိုနားလေတဲ့အထိသူတည်တနာလုပ်လို့ရတယ် research လုပ်လို့ရတယ်ရှာဖွေလို့ရတယ်လေ့လာလို့ရတယ်အဲ့တော့အထူးသဖြင့်တော့လူရှိမှပြောလို့မရတဲ့ဟာတွေပြောလို့မရတဲ့ဟာပြောလို့မဖြစ်တဲ့အခက်အခဲတွေကိုယ့်ရဲ့အသက်တာထဲမှာရှိတဲ့အမားတွေအဲ့ဒါတွေနဲ့ပတ်သက်လာရင်လည်းအဲ့ဒီအတွက်အဖြေပေါ့ပြုပြင်ပြောင်းလဲဖို့အတွက်အဖြေတွေဖြည့်ရှင်းဖို့အတွက်အဖြေတွေကိုလည်းဒီကျမ်းစာတွေကရနိုင်တယ်ဒါကြောင့်တယောက်တည်းလေ့လာတဲ့အခါမှာအဲ့ဒီလေ့လာတဲ့အခါမှာအဲ့ထဲကဥပမာသူတယောက်ကကိုယ့်ကိုဆုံးမတာနဲ့ကိုယ်တိုင်ကျမ်းစာဖတ်ပြီးကျမ်းစာတွေကအမားပြင်ဆင်ချက်ကိုတွေ့တာကအဲ့ဒါအရန်กว่าတကယ်တမ်းတော့လူကအသက်ကြီးလာရင်ပြင်ဖို့အရန်ခဲ့တယ်သူများပြောတာမခံတော့တဲ့အရွယ်ရောက်သွားတာဟုတ်တယ်သူကတယောက်ပြောလိုက်ရင်လည်းရှက်စရာကောင်းတယ်ဆိုတော့အဲ့ဒီ mindset ကလည်းရှိနေတာပေါ့မြန်မာပြည်မှာကတော့သူများနိုင်ငံမှာတော့မရှိဘူးမားနေရင်တခုပြောရင် thank you ကျေးဇူးတင်ပြီးပြင်လိုက်တယ်မြန်မာပြည်မှာတော့မရအောင်အသက်ကြီးအမြဲတမ်းမှန်တယ်ကြီးသူကပဲငယ်သူဆုံးမငယ်သူကကြီးသူဆုံးမလို့မရအောင်ဆိုတော့အဲ့လိုဟာမျိုးတွေအတွက် individual study ကကိုယ့်ကို effective ဖြစ်စေတယ်အဲ့တော့သူများပြောမယ်စားနှုတ်ပတ်တော်ဖတ်ပြီးဘုရားပြောတာကိုခံယူပြီးပြင်မယ်ဆိုတဲ့ဟာမျိုးပေါ့ပြီးတော့ပတ်ဝန်းကျင်အနောက်ရှက်မရှိဘူးကိုကတိတ်ဆိတ်တဲ့အချိန်မှာအချိန်တစ်ခုနေရာတစ်ခုရေးပြီးနေလာတာဖြစ်တဲ့အတွက်ပတ်ဝန်းကျင်အနောက်ရှက်မရှိပဲနှုတ်ပတ်တော်လေ့လာခြင်းပုံမှာယာနှုံးပြည့်အာယုံစိုက်ပြီးလေ့လာနိုင်တယ်ဒါပေမဲ့ group study ကြတော့သူကဘာနဲ့ဆိုင်လဲဆိုရင်အသင်းတော်တွေမိထာရတွေနဲ့ဒါရဲ့ပတ်သက်မှုရှိတယ်ဒီထက်သွားမယ်ဆိုရင်ကျမ်းစာကြောင်းတွေပေါ့သင်တန်းတွေဖြစ်သွားမယ်ခုန individual တော့ဘုရားခင်နဲ့ personal devotion ဖြစ်မယ်ဘုရားခင်နဲ့ personal worship ဖြစ်မယ်ပေါ့ခုန individual study ကဒီဟာကျတော့အသင်းတော်ထဲမှာဖြစ်မယ်ကျမ်းစာကြောင်းမှာဖြစ်မိထာထဲမှာဖြစ်မှာပေါ့အဲ့လိုစုပြီးလေ့လာတဲ့အခါကျတော့သူကအမြင်များလာတူးတဲ့အမြင်မဟုတ်တော့ဘူးသူ့ကိုနားလဲစေတာတမျိုးကိုနားလဲစေတာတမျိုးကိုမမြင်တဲ့အရာတွေသူမြင်တယ်ဆိုတော့အဲ့ဒါတွေကအပြန်အလှန်နော်အပြန်အလှန်ဆွေးနွေးပြီးအပြန်အလှန်တိဆောက်ယူလို့ရတယ်အမြင်တွေပိုကျလာတယ်ရှုထောင့်တွေပိုစုံလာတယ်အားစရာကောင်းပါတယ်ခ
ခရိယန်တွေကလက်ချိုးရည်လို့ရပါတယ်နော်ဒီလိုမျိုးရည်လို့ရတဲ့ကိန်းကဏ္ဍထဲမှာကျွန်တော်တို့ရှိပါတယ်ဒါပေမဲ့လည်းဒီကျမ်းစာအုပ်ကနှစ်ပေါင်းဘယ်လောက်ကြာအစ်စ်တိုးလာတာမရှိဘူးဒီအကြောင်းအရာပဲကျွန်တော်တို့ကိုယ်တိုင်ပြင်ဒါနှစ်ပေါင်းမနေဘူးဒါဖတ်ပြီးဟောနေတာအစ်စ်လည်းမပါဘူးဒါပေမဲ့တိုးပြီးသိလာရတာတွေကအများကြီးပဲအောင်းစရာသိကောင်းတယ်ဒါကြောင့်ဘုရားသခင်ကတမန်ကျမ်းစာဟာအသက်ရှင်တဲ့ဘုရားသခင်စကားတော်ဖြစ်တယ်ဆိုတော့အဲ့ဒါပဲလက်တွေ့ဘဝဘလောက်ကျဲလဲကျဲတဲ့အတိုင်းအဲ့ဒီစကားတော်ဟာ effective လက်တွေ့ effective ဖြစ်တယ်ဒါကြောင့်အဲ့ group နဲ့လေ့လာတဲ့အခါကျတော့ကွဲပြားခြားနားတဲ့အမြင်တွေကိုယ်တိုင်အပြန်အလှန်ခံယူပြီးတယောက်နဲ့တယောက်တိဆောက်စရာတွေကိုအဲ့ထဲမှာရတယ်အထူးသဖြင့်တော့မပြင်းတော့တချို့ကတယောက်တည်းဆိုရင်လေဟိုဟာလို့ရင်ကန်ရင်နဲ့လေ့လာရင်နဲ့ဟိုဘက်ထတပည့်စီးပြန်လဲဟိုဘက်အဲ့လိုနဲ့ပြတ်သွားတဲ့လူတွေအများကြီးရှိတယ်အဲ့တော့အဖွဲ့လိုက်ဆိုတော့ဟာအဲ့ဒီမှာအကျိတ်နဲ့ပြင်းရတာမျိုးမရှိတော့ကျန်းစာမဖတ်ပြတာမျိုးလည်းမရှိတော့ပုံမှန်လေ့လာဖြစ်အောင်အဲ့ဒီ group study ကတော့အဲ့လိုအားတာချက်တွေရှိတယ်ဒီနှစ်ခုလုံးကတော့ကောင်းပါတယ်လို့အဲ့တော့အိမ်မှာတယောက်တည်းရှိနေတဲ့အခါမှာ individual study လုပ်မယ်ဘုရားခင်နဲ့ personal worship လုပ်မယ် personal devotion လုပ်မယ်ပြီးတော့အသင်းတော်တွေသွားတဲ့အခါကျတော့ group နဲ့လုပ်မယ်ပေါ့မိထာရတွေသွားတဲ့အခါကျတော့အသင်းတော်ရဲ့ cell group မှာလည်းဆိုရင်ကျန်းစာလေးအဲ့ဒါလေးတွေကသူ့နေရာနဲ့သူတုံးသွားရင်တော့ကျွန်တော်တို့အတွက်အားလုံးဟာအကျိုးရှိပါတယ်ဟုတ်ပါတယ်ဆရာဟုတ်ပြီနောက်မေးခွန်းတစ်ခုကကြတော့ဒီ devotion လုပ်ဖို့အကောင်းဆုံးနည်းလမ်းတွေကဘာတွေဖြစ်မလဲပေါ့ဆရာdevotion လုပ်ဖို့နည်းလမ်းအကောင်းဆုံးဆိုလို့အဲ့တော့မြန်မာပြည်မှာတော့3လသင်တန်းနေမှာဒီ navigator devotional bible study method ကိုသုံးကြတယ်ညာတော့အဖြစ်ပေါ့အဲ့တော့3လသင်တန်းနေမှာ quite time unique ဆိုမှတို့ကသင်ပေးကြတယ်ဒါကတော့ကျမ်းစာကိုပထမဦးဆုံးတို့ကအခြေခံသင်တာကို quite time သင်တာပေါ့အဲ့ဒါကိုပဲ personal devotion လို့အဲ့လိုနားလည်ကြတယ်ပေါ့နားလည်ကြတယ်အဲ့တိုင်းလဲသွားကြတယ်မှန်လားဆိုတော့လည်းမှန်ပါတယ်အဲ့တော့ဒီ devotional bible study နဲ့ပတ်သက်ပြီးမှအများကြီးရှိmethod တွေအများကြီးရှိတယ်မြန်မာပြည်မှာတော့ခုနပြောတဲ့အဲ့ဒီ navigator ရဲ့သင်ခန်းစာပေါ့ကျမ်းစာဘာပြောလဲဘာလို့ဆွေးလို့လဲလက်တွေ့ဘယ်လိုကျင့်သုံးမလဲဆွေးတောင်းလဲအမျိုးလေးနဲ့ရေးပြီးသွားကြတာပေါ့နော်ဆိုတော့အဲ့ဒီထဲမှာမှနားလည်ဖို့လိုအပ်တာကအဲ့တော့ devotion ဆိုတာကတော့ဘုရားသခင်နဲ့တူးချင်းဝိပုကိုးကွယ်ခြင်းဖြစ်တယ်အဲ့ဒီဝိပုကိုးကွယ်ခြင်းရဲ့အဓိကပန်းတိုင်ကကျမ်းစာဖတ်ရုံပဲမဟုတ်တချို့ကအဲ့လိုပဲနားလည်တာဟာတော့ဖတ်ပြင်းပြီးသွားပြီဘာမှလည်းဟိုမဖြစ်ဘူးအမှန်တော့မဟုတ် devotion ဖြစ်တဲ့အတွက်ဘုရားသခင်နဲ့ယဉ်နီးတဲ့ဆက်ဆံရေးကိုတည်ဆောက်အဲ့ဒီဆက်ဆံရေးထဲမှာဘုရားရဲ့အလိုတော်ကိုသိတယ်လို့ကိုယ့်ရဲ့အသက်တာရဲ့ခြုံနေတာကိုလည်းသိလာတယ်ခွန်အားဘုရားသခင်ဂရုတော်ကိုလည်းနားလည်လာမယ်ဘုရားသခင်ရဲ့မေတ္တာကိုလည်းသိလာမယ်အသက်ရှင်ရမယ်ပန်းတိုင်ယုံကြည်ချက်စသဖြင့်အများကြီးအဲ့ထဲမှာရနိုင်တယ်ဒါကြောင့် devotion လို့ပြောရင်မန်ကန်နဲ့နားလည်မှုမျိုးလိုအပ်တယ်မဖြစ်မနေလုပ်ရတဲ့ဟာမျိုးဟလာဟိုတာဝန်နဲ့လုပ်ရတာမျိုးမဟုတ်ဘူးဘုရားခင်နဲ့ဝိပုကိုးကွယ်ခြင်းဖြစ်တယ်တူးချင်းဖြစ်တယ်နော်တူးချင်းဖြစ်တယ်ကျမ်းစာဖတ်ယုံတက်ပဲမဟုတ်ဘူးအစီအစဉ်တစ်ခုပဲမဟုတ်အဲ့ထက်ပိုပြီးလေးနဲ့တယ်ဘုရားခင်နဲ့ယဉ်နီးကျွမ်းဝင်တဲ့ဆက်ဆံရေးတည်ဆောက်တာဖြစ်တယ်ဘုရားခင်နဲ့အသက်ရှင်ဖို့အတွက်စတင်တဲ့ခြေလှမ်းတွေဖြစ်တယ်အဲ့တော့ Bible Study Method ထဲမှာဆိုရင်တော်တော်များများတချို့တစ်ဆင့်နေဆိုရင်ဘာတွေသုံးကြလဲဆိုရင် SOAP ဆိုတဲ့ method ပဲ SOAP ဆိုတဲ့ method ပေါ့နံပါတ်1တော့ scripture ပေါ့ကျမ်းစာဖတ်မယ်ပြီးတော့ observation application pray ပေါ့ဒီ၃ခုနဲ့များသောအားဖြင့်တွားကြတယ်ဒါကတော့ devotion နဲ့ပတ်သက်ရင်အယိုးချင်းဆုံးအခြေခံဖြစ်ပါတယ်ကျေးဇူးတင်တယ်ဆရာ